အားလုံးမင်္ဂလာပါရှင်လက်တော်ကြခုနမှပါပေါ့နော်ဘေးမှာတစ်ချက်ဆိုကြတယ်ခုနကတော့နိုင်လက်သက်တစ်ချက်ဆိုပြမယ်ပေါ့နော်ခုနလိုင်းမကောင်းလို့မတင်ဖြစ်တာပေါ့နော်ခုနလိုင်းမကောင်းလို့ပေါ့နော်အခုတင်ပေးပါမယ်ကိုကလည်းဘေးမှာတစ်ချက်ဆိုပါမယ်မအတန်ကောင်းမကောင်းလဲမှတ်ခဲ့ပါပြရရဲ့ဘာတစ်ချက်နေလဲဆိုပြမလဲဆိုတော့ comment မှာမှတ်ခဲ့ပေါ့နော်3 2 1ကိုစားပါမယ်အစင်လာပြမတိုက်ဆိုရအစစ်စင်းငန်းကတော့ရောရနာတယ်မရှိမတော့ချီစားဝဒနာရကမစမဲကလာပြောပလိုက်မယ်လူကတော့တိုင်လိုက်နဲ့မရဘူးလေကျတနိုင်ရမမနုမနာတဟတကွဲတမဆိုရမင်းကစားချီရမညာဝဒနာကြောင့်ငါစင်ငန်းနာချေရလက်တဲ့ဒီကောနိုဒီကလည်းဒီဘမပြောကလည်းချင်းမကြိုင်ပါကဲဘလို့တောင်းမှလေအချက်ကြောက်ကမတီးပဲနဲ့နှလုံးသားကဒါပြမချိုက်တဲ့ကကြီးဆိုင်မကလေးပမမခန့်တဲ့လူကြီးကပမမခန့်တဲ့ထိုင်နေတဲ့ကကြီးလာလာဆန်ချစ်ကြည့်တာလေမင်းကတတိရှိချစ်ကြည့်တာလေချစ်ကြည့်တာလေမင်းကတတိရှိချစ်ကြည့်တာချစ်ကြည့်တာလေမင်းကတတိရှိချစ်ကြည့်တာလေချစ်ကြည့်တာငါတတိရှိချစ်ကြည့်အစင်လာပြမတဲ့ဆိုးရာစီစီငယ်ငါတို့ရိုးရဒီနာလူရှိမလားပချေစားဘာလဲရကမစမန်ကွာအစင်လာပြမတဲ့အစီစင်ငန်းငါတို့ရိုးရဒီနာလူရှိမလားပချေစားဘာလဲရကမစမဲကွာပြပါပြီအလမတတာပါဟောဘာဖြစ်လို့လဲ